ဇလန်အစမှာတော့လူတယောက်ဟာယထာတန်လန်းပေါ်မှာနားကပ်ပြီးအတန်နားထောင်နေပါတယ်။တန်လန်းရဲ့တုံခါမှုတွေအရာရွှေတွေအပြည့်တင်ဆောင်လာတဲ့ယထာကြီးဟာမကြခင်ရောက်တော်မယ်ဆိုတာသူသိလိုက်ပြီလေ။ဒါဟာကောင်းပွိုင်အဖွဲသားတွေစောင့်ကြိုးနေတဲ့အချိန်ပါလေ။သူရဲ့အစီအစဉ်ကတော်တော်လေးကိုပါးနာပါတယ်။ယထာကြီးပြီးချော်ပြီးရပ်သွားအောင်တန်လန်းတွေပေါ်မှာဝက်စီတွေအနှံ့တုပ်လင်းထားလိုက်ကြတယ်။ဒါအပြင်ယထာကိုအရှိန်တက်ဖို့အတွက်တန်လန်းနဲ့ဘေးကတစ်ပင်တွေကိုဂျိုးအထက်ထက်နဲ့ခိုင်အောင်ချီနှောင်ပြီးအသားအစားတစ်ခုလှုပ်ထားလိုက်သေးတယ်။အစမ်းဆုံးကတော့ကောင်းပွိုင်တယောက်ဟာသူတို့ရဲ့လျှို့ဝှက်လက်နက်အဖြစ်နွားနို့အောင်နကြီးအောင်တစ်ခုကိုပါယူဆောင်လာခဲ့တာပါ။အားလုံးအစင်ပင်ဖြစ်ပြီဆိုတာနဲ့ခေါင်းဆောင်ဖြစ်သူကသဘောကျသွားပြီးကောင်းပွိုင်တွေအားလုံးချုံခိုတိတ်ခိုက်ဖို့အမောင်ထဲမှာငြိမ်ပြီးစောင့်နေကြတော့တယ်။ခဏနေတော့ယထာကြီးရောက်လာပါပြီ။ဒါပေမဲ့တန်လန်းပေါ်ကဝက်စီတွေကြောင့်ဘီတွေကရှေ့မတူနိုင်ပဲတနေရာထဲမှာတင်အလကားချလဲနေပါတော့တယ်။အစီအစဉ်အတိုင်းပဲယထာကြီးတောင်ကျောက်ထဲမှာပိတ်မိသွားပြီပေါ့။အဲ့ဒီအချိန်မှာပဲကောင်းပွိုင်တွေဟာယထာဘော်ကိုအလင်းအမြန်တတ်သွားပြီးကင်းဆောင်တွေကိုနှိမ့်နှင်းလိုက်ကြတယ်။ပြီးတော့သူတို့ယူလာတဲ့နွားနို့အုံကိုယထာထဲပြစ်ထည့်လိုက်တဲ့အခါအထဲကစစ်သားတွေခင်ဗျာပြားပြားတလဲနဲ့ကစင်ကြရဖြစ်ကုန်ကြတာပေါ့။ကြောက်လန့်တကြားထွက်ပြီးဟိုကျူးစားတဲ့စစ်သားတယောက်ဆိုရင်တနတ်နဲ့အပြစ်ခံလိုက်ရပါသေးတယ်။နောက်ဆုံးမှာတော့ကောင်းပွိုင်တွေဟာယထာခေါင်းပေါ်တက်ရင်နွေးငွေတွေကိုလွတ်ထုတ်ပြီးရွှေတွေပါတဲ့တွဲကိုတခြားတွဲတွေနဲ့လူခွဲပစ်လိုက်တယ်။အရှိန်နဲ့လိမ့်စင်းလာတဲ့ရွှေတွဲကြီးဟာကျူတင်ပင်စင်ထားတဲ့ကျိုးအတားစားနာရုပ်တဲ့အခါမှာတော့တန့်ခနဲ့ရပ်သွားပါတော့တယ်။နောက်ကကင်းဆောင်တပ်သားတွေရောက်လာချိန်မှာတော့နောက်ကျသွားပါပြီ။တန်ဖိုးကြီးလာတဲ့ရွှေတွေကတော့ကောင်းပွိုင်တွေနဲ့အတူပျောက်ကွယ်သွားခဲ့ပြီလေ။